ဒီဗီဒီယိုကြည့်ရတဲ့သူတွေထဲမှာချွေးထွက်များတဲ့လူများပါလားမသိဘူးဒါဆိုရှင်ဒီဗီဒီယိုလေးကိုစုံနေကြည့်ဖို့အကြံပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီဗီဒီယိုထဲမှာချွေးထွက်များစေတဲ့အဓိကအကြောင်းရင်းတွေကိုရှင်းပြပေးသွားမှာဖြစ်လို့ပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Yupa Clinic ဘကို channel မှာကျမကြီးဘူးသူတာတွေအများကြီးတင်ဆက်ပေးနေတဲ့ဒေါက်တာ Yupa ဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့ဗောနော်ကျွန်တော်တို့ဒီတော်တော်များများအဖြစ်များကြတတ်တယ်ဗောနော်ချွေးထွက်များခြင်းရဲ့အကြောင်းရင်းတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့တော်တော်များများချို့ကြတော့ဗောနော်ဒီချွေးထွက်များတာပုံမှန်ယောဂတစ်ခုကြောင့်ဖြစ်ပေမဲ့ချို့ကြတော့လေယောဂမဟုတ်ဘဲနဲ့ဗောနော်ချွေးထွက်များနေတာရှိတတ်တယ်အဲ့တော့ချို့လာမေးကြဆရာကျွန်တော်ချွေးထွက်တာများတာပဲကျွန်တော်မှာဘာယောဂရှိနေလဲဘာလဲဗောနော်အဲ့တော့ဒီဗီဒီယိုထဲမှာကျွန်တော်အဲ့မေးခွန်းနဲ့ပတ်သက်ပြီးပြည့်စုံနဲ့ရှင်းပြပေးသွားပါမယ်ကိုကျမ်းမာရေးပြဿနာတွေကိုဒေါက်တာယူပါနဲ့ online ကနေပဲဖြစ်ဖြစ်စေကလာပြီးတော့ဆွေးနွေးခြင်းနဲ့ဆွေးနွေးဖြစ်ဖြစ်ဖုန်းနံပါတ်3993933992ကိုဆက်သွယ်ပြီးတော့မနက်၈နာရီကနေပြီးညနေ6နာရီအတွင်းမှာအသေးစိတ်စုံစမ်းမေးမြန်းလို့ရပါတယ်ရှင်အဲ့တော့ချွေးထွက်များခြင်းကြောင့်စလိုက်အောင်ဗောနော်ချွေးထွက်များခြင်းကိုကျွန်တော်တို့ရဲ့ဒီ medical term ပြဆိုရင်တော့ hyperhidrosis လို့ခေါ်တယ်ဗောနော်အဲ့တော့ချွေးပေါ့ချွေးကိုတော့ကျွန်တော် sweat လို့ခေါ်ကြတာပေါ့ချွေးပါလို့ထွက်လဲဆိုတော့စရှင်းပြပါနော်အဲ့တော့ချွေးဆိုတော့ကျွန်တော်တို့ဇီဝကမ္မဖြစ်စဉ်ရတော့လိုအပ်တဲ့အရာတစ်ခုပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာအပူချိန်တွေတအားများနေပြီဆိုရင်အဲ့ဒီများနေတဲ့အပူချိန်တွေကို short နိုင်မှုအတွက်ခန္ဓာကိုယ်ကချွေးကလန်းတွေကနေတော့ချွေးတွေထွက်လာတယ်ပေါ့နော် sweat တွေထွက်လာတယ်အဲ့ဒီချွေးတွေထွက်လာတဲ့ရည်ရွယ်ချက်ကအဲ့ချွေးတွေကအပြင်ကလေနဲ့တွေ့ပြီးတော့အငွေ့ပြန်သွားတဲ့အခါမှာအဲ့ဒီပိုရှန်နေတဲ့ပူနေတဲ့အပူတွေကိုပါသူကယူသွားပြီးတယ်ပေါ့နော်အဲ့ဒီအခါမှာချွေးအေးပြန်သွားတယ်ပေါ့နော်အငွေ့ပြန်သွားတဲ့အခါမှာကျွန်တော်တို့တွေကအေးမြခြင်းကိုခံစားရတယ်ခန္ဓာကိုယ်ကအပူချို့လဲဆုံးရှုံးသွားတယ်ပေါ့နော်အဲ့တော့ပြောချင်တာကဗျာကျွန်တော်တို့ခန္ဓာကိုယ်မှာအပူချိန်ထိန်းကြီးတဲ့ဖြစ်စဉ်အတွက်ကိုချွေးထွက်တဲ့ဖြစ်စဉ်ကလိုအပ်နေတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ခန္ဓာကိုယ်မှာပူနေရလဲမရှိပတ်ဝန်းကျင်ကလည်းပူနေရလဲလုံးဝမရှိဘဲနဲ့ပေါ့နော်ချွေးအရန်ထွက်နေပြီဆိုရင်တော့အဲ့ဒါဒီပြဿနာတစ်ခုရှိနိုင်တယ်အဲ့ဒီပြဿနာတွေကဘာလဲဆိုတော့ကျွန်တော်တစ်ချက်ချင်းနဲ့ဆက်ပြီးတော့ဆွေးနွေးပြသွားပါမယ်အဲ့တော့ချွေးထွက်လွန်တာတဲ့အကြောင်းရင်းနှစ်ခုကြောင့်ဖြစ်နိုင်ပါတယ်တဲ့ပထမအကြောင်းရင်းကဘာလဲဆိုတော့သူ့ကိုကျွန်တော်တို့ primary hyperhidrosis လို့ခေါ်တယ်ပေါ့နော်အဲ့တော့မူလအကြောင်းရင်းကြောင့်ပေါ့နော်ဘာမှအကြောင်းရင်းမမယ်ရမရှိဘဲနဲ့ချွေးထွက်လွန်တာပေါ့အဲ့လိုမျိုးတွေကဘာကြောင့်ဖြစ်တာလဲဆိုရင်မျိုးရိုးလိုက်တာကြောင့်ဖြစ်တာပေါ့နော်အဲ့တော့အဖေမေတွေမှာချွေးတားထွက်လွန်တဲ့ယောဂရှိရဆိုရှင်သားသမီးမှာလည်းဆက်ပြီးတော့အဲ့ယောဂဆက်ပြီးတော့ရှိနေတတ်တယ်ပေါ့နော်အကြောင်းပြချက်တစ်စုံတရာမရှိဘဲနဲ့ချွေးထွက်လွန်နေတတ်တယ်ပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်တော့အဲ့ဒီချွေးကလန်းကိုပေါ့နော်လှုပ်ဆော်တဲ့အာယုံကြောတွေကပုံမှန်ထက်ပိုပြီးတော့အလုပ်လုပ်တဲ့အခါကြောင့်မလို့သူကခန္ဓာကိုယ်ကပူတီဖြစ်စေမပူတီဖြစ်စေချွေးတောက်လျှောက်ထွက်လာတယ်အထူးသဖြင့်သူကဘယ်လိုချိန်မျိုးမှာပိုထွက်တတ်လဲဆိုတော့စိတ်ဖိစီးမှုတအားများတဲ့ချိန်စိုးရိမ်ပူပန်မှုများတဲ့ချိန်မှာပိုပြီးတော့ထွက်တတ်တယ်ပေါ့နော်နောက်တစ်ခုကတော့ယောဂကြောင့်ဖြစ်တာပေါ့နော်ယောဂတစ်ခုကြောင့်ချွေးထွက်တာမျိုးကြတော့ secondary hyperhidrosis လို့ခေါ်ပါတယ်အဲ့တော့အဲ့ကောင်တွေယောဂတွေကပြီးရင်ကျွန်တော်တစ်ခုချင်းဆက်ပြီးတော့ဆွေးနွေးသွားပါတော့အဲ့ဒါကတော့ကျွန်တော်တို့ဒီဆရာဝန်တွေတွေအရေးကြီးဆုံးရှားမယ့်ကိစ္စပဲပေါ့နော်အဲ့တော့တကယ်လို့primary hyperhidrosis ကြောင့်မဟုတ်ဘဲနဲ့ secondary hyperhidrosis ကြောင့်ဖြစ်တယ်ဆိုရင်အဲ့ဒီ cause တွေကဘာလဲဆိုတော့တေချာကုနိုင်တော့မှာပေါ့နော်အဲ့ဒါတက်တာမှာဖြစ်တယ်ပေါ့နော်အဲ့တော့များသောအားဖြင့်တော့သူကညဘက်တွေမှာချွေးတွေထွက်တတ်တယ်ချွေးစည်းတွေချွေးအေးတွေထွက်တာပေါ့ဗျာပြောရလို့ရှင်တော့ပတ်ဝန်းကျင်အေးနေတဲ့တောင်သူကလည်းချွေးအေးတွေထွက်တယ်စိတ်လှုပ်ရှားနေတာဆိုစိတ်လှုပ်ရှားနေရလည်းမဟုတ်ဘူးစိတ်ဖိစီးမှုများနေရလည်းမဟုတ်ဘဲနဲ့ဒီတိုင်းကိုချွေးတွေထွက်တာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှင်တော့တခြားယောဂတစ်ခုနဲ့ဆက်ဆက်နေပါလေအဲ့တော့ဒီချွေးထွက်တာကိုအကြောင်းရင်းနှစ်ခုရှိရပါတော့အဲ့ဒီမှာ secondary hyperhidrosis လို့ခေါ်တယ်ပေါ့နော်ယောဂကြောင့်ချွေးထွက်တာတွေကိုဆက်ပြီးတော့လေ့လာကြည့်မယ်ဘယ်ယောဂတွေကြောင့်ဆက်ပြီးတော့ချွေးထွက်လဲဆိုတော့ကျွန်တော်လည်းဆက်ကြည့်အောင်နော်အဲ့တော့ဘာမှအကြောင်းရင်းမမေးရမရှိဘဲနဲ့ချွေးတားထွက်နေပြီခန္ဓာကိုယ်ကလည်းအမြဲတမ်းပူနေပြီဆိုရင်တော့ကျွန်တော်တို့အရင်ဆုံးစဉ်းစားတင်တာတော့ thyroid hormone တအားများတဲ့ hyperthyroidism ဆိုတဲ့ယောဂပါပေါ့နော်အဲ့တော့ thyroid hormone ကခန္ဓာကိုယ်မှာရှိတဲ့ဇီဝကမ္မဖြစ်စဉ်တွေတော့မဖြစ်လိုရတဲ့ hormone ဖြစ်တယ်ပေါ့သူကတရှင်းပြောလို့ရှိရင်တော့ဒီ break လိုပဲပေါ့နော်သူအရန်များသွားလို့ရှိရင်လည်းခန္ဓာကိုယ်မှာဇီဝကမ္မဖြစ်စဉ်တွေအရန်များသွားပြီးတော့အရှိန်မထိန်နိုင်ဖြစ်တယ်ပေါ့သူရန်နေသွားလို့ရှိရင်ခန္ဓာကိုယ်မှာရှိတဲ့ဇီဝကမ္မဖြစ်စဉ်တွေကအကုန်နှောင့်နေသွားတယ်ပေါ့နော်အဲ့တော့သူအရန်များတယ်များတော့ခန္ဓာကိုယ်မှာဓာတ်ပြုမှုတွေအရန်ဖြစ်တဲ့ခါကျတော့အပူတွေအများကြီးထွက်လာတယ်အပူတွေအများကြီးထွက်လာတဲ့ခါကျတော့နောက်ဆက်တွဲမှာချွေးတားထွက်လာရပါဖြစ်လာတတ်တယ်ပေါ့နော်ဒါကတော့ပထမချက်ပေါ့ဒုတိယချက်ကတော့သွေးယိုစီးယောဂသမားတွေပေါ့နော်သွေးယိုစီးယောသမားတွေမှာသွေးရင်းအချိုတဲ့ရုပ်တရက်ကျဆင်းသွားတဲ့အခါမှာလည်းအဲ့လိုမျိုးချွေးစည်းတွေပြန်လာပြီးတော့အခြားပေါ့နော်မူးငွေတာအော့အန်တာတွေတော့တွဲပြီးတော့ဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒါစီးကြိုယောဂသမားတွေမှာဆိုရင် emergency ပဲအသက်အန္တရာယ်ရှိတယ်ဒါဒီအချိန်ကြီးကျွန်တော်တို့ဆေးရုံသွားဖို့လိုအပ်တယ်ပေါ့နော်နောက်တစ်ခုကတော့ယောဂပိုးတွေဝင်တဲ့ခါမျိုးပေါ့အထူးသဖြင့် TB ပေါ့နော် TB ယောဂဖြစ်ပြီဆိုလို့ရှိရင်ညဘက်ကြလို့ရှိရင်ချွေးထွက်တတ်တယ်ပေါ့နော်ညဘက်ကျချွေးထွက်တတ်တယ်ကိုငွေဖြားတတ်တယ်အဲ့ဒါတွေသတိထားဖို့လိုတယ်နောက်တစ်ချက်ကတခြားပိုးဝင်တာလည်းရှိတတ်တယ်အယိုးတွင်းပြီးတယ်တာတော့ပေါ့နှလုံးအမြီးပါးမှာပိုးဝင်တာပေါ့နော်အဲ့လိုမျိုးဟာမျိုးတွေမှာဆိုလို့ရှိရင်လည်းချွေးတားထွက်တာမျိုးနဲ့တွဲပြီးလာတတ်တယ်ပေါ့နော်နောက်တစ်ခုကတော့နှလုံးယောဂပေါ့နှလုံးယောဂအဲ့ချွေးတားထွက်ပြီးချွေးစည်းတွေပြန်လာပြီးရင်ဘက်ကဘယ်ဘက်ကလည်းအောင့်နေပေါ့နော်အဲ့ဒီအောင့်တဲ့ခါဒီကျွန်တော်တို့လက်မောင်းတွေ
ဒီ level နေမေးရိုးဒီပါရောက်သွားပြီဆိုရင်အဲ့ဒါဒီလုံးဝပေါ်ဆလို့မရဘူးအဲ့ဒါဒီ heart attack လို့ခေါ်တယ်နှလုံးအရေးပေါ်ဖြစ်တာရဲ့လက္ခဏာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒီလက္ခဏာမှာချွေးတအားထွက်တာပါတတ်တယ်ဒါမျိုးဆိုရင်တော့အချိန်မီဆေးကိုအများဆုံးမကြောက်လို့ရှိရင်အသက်အန္တရာယ်ရှိနိုင်ပါတယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုရှင် anxiety disorder ပေါ့နော်စိုးရိမ်ပူပန်မှုများတဲ့ယောဂရှိရတဲ့တွေမှာဆိုရှင်အမြဲတမ်းသူတို့ကစိုးရိမ်မှုအမြဲတမ်းများနေတဲ့ကြောင့်မလို့သူတို့ဒီတခုခုစိတ်လှုပ်ရှားကြသူများကြတော့မဟုတ်ဗျစိတ်လှုပ်ရှားကြနည်းနည်းလေးတွေ့ရတော့မှချွေးတအားပြန်လာတတ်တယ်ပေါ့နော်အဲ့လိုမျိုးယောဂသမားတွေမှာလည်းဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဘာလဲဆိုရှင်ကင်ဆာယောဂတွေမှာပေါ့နော်အဲ့တော့ကင်ဆာယောဂမှာဘာလဲဆိုတော့လူကီးမီးယားလို့ပေါ့နော်သွေးကင်ဆာလို့ယောဂမျိုးတွေပေါ့နော်ပြန်ရည်ကျိတ်ကင်ဆာပေါ့နော်လင်ဖိုမာလို့ယောဂမျိုးတွေအဲ့ဒီယောဂမျိုးတွေမှာဆိုရှင်ညဘက်ချွေးတအားထွက်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဒါကြီးကြတော့ဘာနဲ့တွဲတတ်တယ်ဆိုတော့ကင်ဆာကြတော့အကြောင်းတုံစရာမရှိဘဲနဲ့ကိုလေးချိန်ကြာသွားတာတွေအစားတော့ပြတ်တာတွေနဲ့ပါတွဲတက်တာပေါ့ဗျာเนาะဒါပေမဲ့အဲ့ဒါတွေနဲ့ချွေးတားထွက်တာနဲ့ပါတွဲနေပြီဆိုရင်တော့ဒါကိုသတိထားသင့်တယ်ပေါ့เนาะဒါတွေကတော့ကျွန်တော်တို့ဒီချွေးတားထွက်တာနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲဖြစ်လာနိုင်တယ်ပေါ့เนาะချွေးတားတဲ့တွဲဆက်နေတဲ့ secondary hyperhidrosis ယောဂတွေပဲဖြစ်ပါတယ်ယောဂတွေနဲ့ပတ်သက်ပြီးတော့တိတိကျကျ detail စုံစုံလေးနဲ့ပေါ့เนาะဗီဒီယိုရာပေါင်းများစွာနဲ့လေ့လာနိုင်တဲ့ Telegram channel ပေါင်းများစွာကိုကျွန်တော်ဖွဲ့စည်းထားပါတယ်အဲ့ Telegram channel တစ်ခုချင်းဒီအတွက်သက်တာမြန်မာဝင်ကြီးက9000ကျပ်ပဲသတ်မှတ်ပေးထားပါတယ်ပေါ့နော်အဲ့ Telegram channel 9000ကျပ်လေးမြန်မာဝင်လိုက်တာနဲ့သက်တာဗီဒီယိုပေါင်းများစွာကြည့်ရှုရမှာဖြစ်သလို update တွေလည်းခံစားမှာဖြစ်တယ်နောက်ထပ် benefit တွေအကျိုးကျေးဇူးတွေရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ရနိုင်တဲ့ Telegram channel တွေပေါ့နော်ဘယ်ယောဂအတွက်ရနိုင်တယ်ဆိုတာတွေရဲ့နောက်ပြီးတော့ဒီထပ်ပြီးတော့သိကျင်တဲ့အကြောင်းအရာတွေကိုဆက်သွယ်နေတယ်ဆိုလို့ရှိရင်တော့ Telegram channel @tipsong85 အကောင့်ကနေဖြစ်စေ page ကဒေါက်တာယူပါပေါ့နော် Facebook page ဒေါက်တာယူပါ page ရဲ့ message ကနေဖြစ်စေ Viber channel 09409642အကောင့်အနေဖြစ်စေ message ပို့ပြီးတော့ဆက်သွယ်လို့ရပါတယ် admin တွေကအသေးစိတ်ပြန်ပြီးတော့ရှင်းပြပါလိမ့်မယ်အားလိဘက်ဝင်တဲ့လူတွေအတွက် promotion လည်းအများကြီးရှိရမလို့တေချာနဲ့အဲ့ဒီမှာလာပြီးတော့ high လိုက်မယ်ဆိုရင် admin တွေကတေချာနဲ့ရှင်းပြပြပါလိမ့်မယ်ခင်ဗျာအဲ့တော့စိတ်ဝင်စားရင်ဆက်သွယ်လို့ရပါတယ်အဲ့တော့ချွေးတားထွက်တဲ့ဟာတွေကယောဂတွေကြောင့်မဟုတ်ဘဲနဲ့ပေါ့နော်နေ့စဉ်ကိုယ့်ရဲ့နေထိုင်မှုပုံစံစားသောက်ပုံစံတွေကြောင့်လည်းချွေးတားထွက်တဲ့ယောဂဖြစ်တတ်တယ်ပေါ့နော်အဓိကတော့အဆက်တားစားတဲ့သူတွေပေါ့နော်အများနဲ့အဆက်တွေတားကြိုက်တဲ့သူတွေဆိုလို့ရှိရင်လည်းချွေးတားထွက်တာဖြစ်တတ်တယ်လို့နော်နောက်တစ်ချက်ကကဖိန်းနေတာများတဲ့ coffee တွေအဲ့လိုမျိုးကဖိန်းများတဲ့အချိုရည်တွေပုံမှန်တောက်နေတဲ့သူတွေအဲ့ဒါဆိုရင်ချွေးကလန်းကပို့ပြီးတော့အလုပ်လုပ်တဲ့ကြောင့်မလို့သူတို့တွေမှာလည်းချွေးတားထွက်တာဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ခုကအရက်တောက်တဲ့သူတွေအရက်တောက်တဲ့လူတွေမှာလည်းသွေးကြောမြင်တဲ့ကျန်တဲ့ကြောင့်မလို့ချွေးတားထွက်တာဖြစ်တတ်တယ်ဒါတွေသတိထားဖို့လိုပဲပေါ့နော်နောက်တစ်ခုကတော့အဝလုံးတဲ့သူတွေပေါ့နော်တားဝါတဲ့သူတွေမှာဆိုလို့ရှိရင်လည်းဒီဘာလို့ဒီခန္ဓာကိုယ်မှာရှိတဲ့ချွေးကလန်းတွေကပုံမှန်တက်ပို့ပြီးတော့အလုပ်လုပ်တယ်ပေါ့နော် metabolism တွေကလည်းပုံမှန်တက်ပို့ပြီးတော့အလုပ်လုပ်ရတဲ့ကြောင့်မလို့အဲ့ဒီဝါတဲ့လူတွေမှာလည်းချွေးတားထွက်တာတွေဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ခုကတော့စိတ်ကြယောဂဆေးတွေတောက်နေတဲ့သူတွေစီးကြိုဆေးတွေတောက်နေတဲ့လူတွေပေါ့နော်။နောက်အကိုက်ခဲပြောက်ဆေးတွေတောက်နေတဲ့သူတွေမှာလည်းအချို့အဲ့ဆေးတွေဟာဗီဒီယိုဆိုးကျိုးနေနဲ့ချွေးတားထွက်တာတွေဖြစ်တတ်ပါတယ်ပေါ့နော်။အဲ့တော့ချွေးတားထွက်ပြီဆိုလို့ရှိရင်ဘယ်လို reflex sign တွေပြပြီဆိုလို့ရှိရင်ဆရာဝန်နဲ့အမြန်ဆုံးပြဖို့လိုတယ်။ချွေးတားထွက်တာတွေကိုတတ်တောင်လို့ဘယ်လိုလုပ်လို့ရလဲဆိုတာပြောနေတဲ့ဗီဒီယိုညီကုန်းချုပ်ချင်ပါတယ်ပေါ့နော်။အဲ့တော့ချွေးတားထွက်တာအပြင်ပေါ့နော်။ရုပ်တရက်ချွေးတွေအများကြီးထွက်လာပြီးတော့ရင်ဘတ်အောင့်တာတွေမူးတာတွေဖြစ်လာပြီးနောက်ပြီးတော့ညဘက်မှာအိပ်ရခင်ရှော့ရတဲ့အထိချွေးတားထွက်လာပြီးဆိုရင်နောက်ပြီးတော့ကိုလေးတင်ကလည်းအကြောင်းပြချက်မရမရှိဘဲနဲ့အရန်ကြသွားရင်နောက်ပြီးတော့ချွေးတားထွက်တာကြောင့်ကိုယ့်ရဲ့နေ့စဉ်လူမှုဆောင်တာတွေကထိခိုက်လာပြီဆိုရင်တော့ဆရာဝန်နဲ့အမြန်ဆုံးတိုင်ပြီးတော့လိုအပ်တဲ့ကုသမှုတွေပြုလုပ်ဖို့လိုအပ်ပါတယ်ပေါ့နော်အဲ့တော့တက်တောင်ကိုလိုတော့မယ်ဆိုတော့အဓိကချွေးတားထွက်လို့ရှိရင်ရေဓာတ်ဆုံးတာများတဲ့ခါကျတော့ရေပြင်းများတောက်ဖို့လိုတယ်ပေါ့နော်ကောင်းတာကတော့ချွေးထဲမှာကျတော့သူကဓာတ်စားတွေပါသွားတတ်တော့ရေပြင်းပေါ့နော်ဒီဓာတ်စားလေးတွေပါပုံမှန်တောက်ပေးနိုင်တော့ပိုကောင်းတယ်ပေါ့ဒါပေမဲ့ကို့မှာသူတို့ကဇီးရိုကရှိရဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တိုင်ပြီးတော့မှလိုအပ်တဲ့ပမာဏကိုချိန်ဆတောက်တင်တယ်လို့တော့ပြောချင်တယ်ပေါ့နော်နောက်ချွေးတားထွက်တဲ့သူတွေကပေါ့နော်ခြီသားလိုမျိုးလေလိုတော့ကောင်းတဲ့အင်ကြီးတွေအတွင်းကန်တွေပဲဝတ်ဆင်တင်တယ်ပေါ့နော်ဘာလို့ဆိုတော့တကယ်လို့အဲ့လိုလေဝင်ထွက်မကောင်းတဲ့အင်ကြီးဝတ်စားတွေဝတ်လို့ရှိရင်ချွေးထွက်တာပိုဆိုးစေနိုင်တယ်ပေါ့နောက်တစ်ခုကတော့ဒီချွေးထွက်တဲ့သူတွေကချွေးနှံ့မှာတွဲလာတတ်တယ်ပေါ့နော်ဒါပေမဲ့သူကချွေးနှံ့ပျောက်စေးသုံးတာတဲ့စားလို့ရှိရင်ပေါ့နော်ချွေးထွက်တက်တာစီတဲ့ဈေးတွေကိုပြောင်းလဲသုံးပြတာတော့ပိုကောင်းတယ်လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ပါတယ်ဒီဗီဒီယိုကြည့်လိုက်တဲ့သူတွေနဲ့ချွေးထွက်တအားများလူပါခဲ့မယ်ဆိုရင်ကျမကြီးအကျိုးကျေးဇူးတုံးလေးရရှိသွားမယ်လို့ပြောနေပါတယ်တကယ်လို့ကိုယ့်အတွက်အကျိုးကျေးဇူးတုံးလေးရရှိခဲ့ဆိုရင် comment မှာ yes လို့မှတ်ခဲ့ပြီးတော့ကျွန်တော်အားပေးခဲ့ပါအောင်နော်ဒီလိုဗီဒီယိုလေးတွေအမြင်နဲ့ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Yuba Clinic Go Channel လေးကို subscribe လုပ်ပြီးတော့အားပေးကြပါလို့ပြောနေပဲအားလုံးနှုတ်ဆက်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်